update တင်ထားပြီးမရသေးဘူးရတဲ့အဲ့ဒီလိုမျိုး update တင်ထားပြီးလို့ဖုန်းခေါ်လို့မရသေးဘူးဆိုရင် inbox message တွေဝင်ပြီးတော့ setting ကိုပြန်ရှင်းပေးရမှာပါ setting ကိုဘယ်လိုမျိုးပြန်ရှင်းရမလဲဆိုတော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ပေးပါကိုရဲ့ TikTok အောက်ထဲရောက်ပြီဆိုတော့ပေါ်စောမြင်းသုံးချောင်းလို့နှိပ်လိုက်ပါမြင်းသုံးချောင်းလို့နှိပ်ပြီးတော့ရင် setting privacy လို့နှိပ်လိုက်ပါ setting privacy လို့နှိပ်ပြီးတော့ရင်အပေါ်ဆွဲတင်လိုက်ပါဒီညမှာ inbox message ဆိုပြီးပါပါတယ်အဲ့ဒါလို့နှိပ်ပေးလိုက်ပါဒီညမှာ personal share with friend နဲ့ personal engagement follower ဆိုပြီးနှစ်ခုရှိပါတယ် personal engagement follower ကိုထားပြရမှာပါ personal engagement follower ကိုထားပြီးတော့ရင် back ပြန်ဆုပ်လိုက်ပါမယ် back ပြန်ဆုပ်ပြီးသွားလို့ရှိရင်အောက်ကိုလည်းဆွဲချလိုက်ပါ notification ဆိုတာကိုပြန်ဝင်လိုက်ပါ notification နဲ့ဝင်ပြီးသွားရင်အပေါ်ဆွဲတင်လိုက်ပါ personal engagement follower ကိုဖွင့်ထားပြီးရင် white call ဆိုတာပေါ်ပါတယ်အဲ့ဒီ white call ကိုနှိပ်လိုက်ပါဒီညမှာ everyone happy people you follow no one ဆိုပြီးသုံးခုပေါ်ပါတယ် everyone ကိုထားပြရမှာပါ everyone ကိုထားပြမှသာလေလူတန်းကိုဖုန်းခေါ်လို့ရမှာပါ okay everyone ကိုထားပြီးသွားရင် back ပြန်ဆုပ်လိုက်ပါမယ်ကိုဖုန်းကမဲ့သူရဲ့ချက်ပေါက်ထဲဝင်ပြီးသွားရင်အပေါ်ဆုံးအဆက်30လို့နှိပ်လိုက်ပါအဆက်30လို့နှိပ်ပြီးသွားရင် mute call ဆိုတာလေးကိုဖွင့်ပြထားလိုက်ပါအဲ့ဒါလေးကိုဖွင့်ပြထားမှသာလျှင်ချင်းချင်းဖုန်းခေါ်လို့ရမှာပါခင်ဗျโอเคဒီလောက်ဆိုတော့ message တွေလည်းနားလည်မယ်လို့ထင်ပါတယ်ကိုယ့်ရဲ့အကောင့်ကို update ပေးပြီးလို့ဖုန်းခေါ်လို့မရသေးဘူးဆိုရင်ဒီနည်းလမ်းကိုလုပ်ကြည့်ပါဒီနည်းလမ်းကရပါခင်ဗျဗီဒီယိုလေးကအကျိုးရှိတယ်ဆိုတော့ follow လေးလုပ်ပေးကြပါခင်ဗျ